ကဲအခုရောက်နေတဲ့နေရာတော့ YCC မှာကျင်းပပြုလုပ်နေတဲ့ရန်ကုန် International Mobility Show ဖြစ်ပါတယ်။ So International ဆိုတဲ့အတိုင်းပေါ့နော်တကယ် International ပြပွဲတွေကိုမိပါတယ်။ So ဒီပြပွဲကတော့အခုဒီနေ့တောက်ကြမနေ့ပြန်စနေတနင်္ဂနွေ3ရက်ဇက်တိုက်လုံးမှာဖြစ်ပါတယ်။ So ဒီနေ့စပြီးတော့3ရက်တီတီဒီမှာရှိမယ်ပေါ့နော်။ So International ပွဲဆိုတဲ့အတိုင်းပဲဒီကဒီ brand တစ်ခုကိုနေရာအကျဉ်းကြီးပြတာဖြစ်ပါတယ်။ So အဲ့လိုမျိုးဟာအခုကဒါတတိယအကြိမ်မျိုးပေါ့နော်။ပထမအကြိမ်မြောက်နဲ့ဒုတိယအကြိမ်မြောက်ကလည်းဒီမှာလုပ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဘယ်တော့မှလည်းဆိုတော့ COVID မတိုင်ခင်ဖြစ်ပါတယ်။ So COVID မတိုင်ခင်တော့လည်းတကယ်ပွဲအလန်းကြီးလုပ်ခဲ့တာကိုကားပွဲလိုင်းလုပ်ခဲ့တာကိုမှတ်မိမယ်လို့ထင်ပါတယ်။ကဲအခုကအဲ့ဒီတိုင်းပဲပေါ့နော်။အခုဆိုတော့ဒီအထက်မှာဘာ brand တွေကဘာကိုက်ပြလဲဆိုတော့လိုက်ကြည့်လိုက်ရအောင်။ညီမနေလောက်နော်ကျွန်တော်ရိုက်ချင်တယ်ကျေးဇူးပါ။ဒီကောင်ကတော့ T1 ပေါ့နော် Jet Tour T1 ဟိုတော့ပဲဒီဇင်ဘာလောက်ပဲ launch လုပ်သွားတယ်ဆိုတော့အဲ့တုန်းကဈေးပါပဲ launch လုပ်သွားတဲ့ဈေးပဲ298 plus ပေါ့နော်။ဆိုတော့ကားတော့6လပိုင်း9လပိုင်းလောက်တော့မှန်းတာပဲအဲ့လောက်တော့ရမယ်အခုတော့မရပါဘူးအဲ့တော့ launch လုပ်သွားတော့9ရောင်ကိုအစိမ်းရောင်လားမသိဘူးအစိမ်းရောင်လည်းမိုက်တယ်တဲ့အစိမ်းရောင်လည်းတော်တော်မိုက်တယ်သူဟိုအခုဒါကတော့မီဂိုဟိုဘက်ကတော့အမဲပေါ့နော်ဆိုတော့ engine ကတော့ 2.0 turbo ဒီကောင် 4wheel လည်းရတယ်ဗျာ 2wheel 4wheel ရတယ်ကျွန်တော်ကတော့ခုနပြောမြဲလည်းပြောပါတယ် T2 တဲ့ဆိုင်ဒီကောင်ပိုချက်တယ်အဲ့ interior တော့ T2 နဲ့တော့တော်တော်တူရဲပေါ့နော်ဆိုတော့အပြင်ကတော့နည်းနည်းလေးကွဲတယ်ခုနအရှိကအဲ့ launch လုပ်ရတဲ့ Cherry Tigo 8 ထက်ဆိုင်ရင်တော့ဒီကောင်200 300လောက်တော့ပုံများမယ်ဟုတ်တယ်ဈေး300လောက်ပုံများတယ်ကောင်ကတော့7 seater တောင်ဒီမှာဒါပေမဲ့လူတွေကိုကျွန်တော်လိုက်မေးကြည့်တာတော့ဒီကောင်ကိုပို look ပေါ့နော် design ကတော့ဒီကောင်ကိုပိုကြိုက်ကြတာပါတော့ကောင်ကတော့9ယောက်စီလို့ရတာကဲခုရောက်နေတဲ့နေရာတော့ Geely ရဲ့ပြကန်းကိုရောက်နေဖြစ်ပါတယ်ဆိုတော့ဒီပြကန်းမှာသူက launch မွေးလဲလုပ်သွားတယ်ပေါ့နော် launch ဆိုတာဒီကတော့လည်း launch လုပ်ပြီးသားဘာလို့ touch launch ွားလဲဆိုတော့ SKD ကို touch launch ွားတာဆိုတော့ EX5 က SKD ရပါပြီဆိုတော့ဘာဖြစ်သွားမလဲဆိုတော့ရန်ကုန် license ရပါမယ်သူကားတော့သူ install တော့မရှိဘူးဆိုတော့ဒီအတွင်းက grade တွေကတော့တူတူပဲဒီ battery ကတော့60 kW တော့ပါဆိုတော့ဒီကားမှာနည်းနည်းသိပ်ပြီးတော့အားမရတာ battery လေးပေါ့နော် battery နည်းနည်းလေးသေးသေးလို့ဖြစ်နေတယ်ဒါပေမဲ့အရင်ကြီးသေးလားလို့ဆိုလည်းမဟုတ်ဘူးပေါ့နော်5 kW လောက်တက်သွားရင်တော့ပိုကောင်းတာပေါ့လေ5 10လောက်တက်သွားရင်တော့ဒီကားတော့ perfect ပဲသူ့ဈေးနဲ့သူအတွင်းခန်းတွေလည်းကြော်ကြိုက်တယ် speaker လည်းမိုက်တယ်ဒီကား review လည်းရိုက်ထားတယ်ကျွန်တော်မတင်ရသေးရပါတော့ဆိုတော့ဒီ video နဲ့မကြခင်မှာကျွန်တော် video တင်မှာဖြစ်ပါတယ်ဒါတော့ 7X ပါဒါကျွန်တော်စီးနေတာ X ပေါ့နော်ဆိုတော့ 7X ကပိုကြီးသွားတယ်ဒီက mid-size luxury SUV လွန်ခဲ့တဲ့2လလောက်ကရောင်းခဲ့တာတော့26ပေါ့နော်26လောက်နဲ့ရောင်းခဲ့တာဆိုတော့အခုတော့ဈေးမဖွင့်တာဘူးပြောပါတယ်ဆိုတော့ဒီကားဟို CC ပြက်ပြီးနောက်ပိုင်းဈေးတော့မဖွင့်ထားသေးဘူးကားလည်းမရှိဘူးပေါ့နော်ကားလည်း6လပိုင်းကျော်လောက်တော့ရမယ်တော့ပြောတာပဲဆိုတော့ကားကြောင့်ပြောမယ်ဆိုရင်တော့ဒီကား battery capacity က75 kWh ဆိုတော့WLTP 900ဝန်းကျင်လောက်တော့ရတယ်မစိုးပါဘူး range လည်းမစိုးပါဘူးဒါအတွင်းကတော့တော်တော်မိုက်တယ်ပေါ့နော်ဆိုတော့ကဲဇီကာမှာတော့အခုလောတယ်ဒါ001တော့မပြတာဘူး 7X ပဲပြတာဖြစ်ပါတယ်အခုရောက်နေတဲ့နေရာတော့ Deeper ပြကန်းကိုရောက်နေဖြစ်ပါတယ်ဆိုတော့ပြကန်းကတော့ကျွန်တော်အခုကြည့်ပြကန်းမှာအမိုက်ဆုံးပဲပေါ့နော်အပေါ်တွေရောအောက်တွေရောလေးတွေနဲ့ဒါတော့ Deeper S07 ဖြစ်ပါတယ်ကျွန်တော်ဟိုနေ့က SKD သူတို့ထုတ်တဲ့ကားတွေပဲဖြစ်ပါတယ်ဟိုနေ့ကလည်းဗီဒီယိုတင်ထားတာပါတယ်ပေါ့နော်ဆိုတော့ဒီကောင်က battery capacity 80 kWh range ကCLTC က6ကျော်ဒါပေမဲ့တကယ် WLTP 900ကျော်ပေါ့နော်ဆိုတော့မိုက်ပါတယ် battery capacity 80 kWh ဒီကား size နဲ့အတော်ပဲဆိုတော့အခုဒီစုံမပြဿနာပြီးသွားတဲ့နောက်မှာတော့ဒီကသူတို့ official ဖွင့်တာတော့အရင်တက်တက်သွားတယ်အရင်188ဒီကောင်198ဖြစ်သွားတယ်ဟိုကားတော့အများများမသိဘူးပေါ့နော်ဆိုတော့ဈေး100တော့တက်သွားပါတယ်ဆိုတော့အပြင်မှာတော့ဘယ်လောက်တက်သွားလဲဒါသိတဲ့အတိုင်းပေါ့နော်ကြခုရောက်နေရတော့ Venucia VX6 ပဲဖြစ်ပါတယ်ဆိုတော့ဒီကောင်လဲ SKD ပဲဆိုတော့ဒီထဲမှာ EV SKD လည်းတဖြည်းဖြည်းများလာပြီဆိုတော့ဒီကတော့ဟိုဘယ်လိုလဲ8လပိုင်းဒီတော့pre-order ရောင်းပြီးသွားပြီပေါ့နော်အဲ့တော့အရင်ဈေးနဲ့ပဲ1480နဲ့ရောင်းခဲ့လို့ပြောပါတယ်ဆိုတော့8လပိုင်းနေပြီးသွားပြီစုံမကားကိစ္စပြီးရဲ့နောက်ပိုင်းဈေးတွေကဖွင့်တာတော့မရှိဘူးတချို့တွေဖွင့်တာရတာပြောတာအဲ့ဒါကြီးအကုန်လုံးရောင်းပြီးသားတွေဆိုတော့အပြင်ကဈေးကလည်းသိတဲ့အတိုင်းပဲပေါ့နော်ဆိုတော့ဒီ official ဈေးတွေကတော့ရောင်းပြီးသားဈေးတွေကိုပဲသူတို့ပြောရတယ်ထပ်ရောင်းမဲ့ဈေးတွေကိုတော့မပြောရသေးဘူးအဲ့လိုဖြစ်နေဒီကမိုက်ပါတယ်ဆိုတော့ဒီကအတွင်းကကျယ်တယ်တွင်းကန်းတော်တော်ကျယ်တယ်ပြီးတော့ဒီအလဲကုန်းတွေဒီအရှေ့ကုန်းတွေကိုလုံးဝ flat လုပ်လိုက်လို့ရတယ်အဲ့မှာအကုန်လုံး flat ဖြစ်သွားလို့ရှိရင်လူတွေကအဲ့မှာကောင်းကောင်းကြီးအိတ်လို့ရတယ်ပြီးတော့battery capacity ကတော့60 range ကတော့သူတို့ CLTC ကတော့900လောက်ဖြစ်မယ် WLTP 400ဝန်းကျင်ပဲပေါ့နော်ဆိုတော့မစိုးပါဘူးဒီက60သူ motor လည်းဘယ်လိုပြောလဲဒီကောင်ပြောရင်တော့ဟို
eco အတွင်းကြည်ကြည်စီးကျင်တဲ့လူတွေကြိုက်မှာဖြစ်ပါတယ်ဆိုတော့1480အရင်ဈေးကတော့မိုက်တယ်အပြပွဲကြီးမှာဘာတွေပါသေးလဲဆိုတော့ one stop service ပုံစံပေါ့နော်ဟိုဘက်မှာဆိုရင်တော့ A insurance ဒါတော့ professional car care product တွေရောင်းတဲ့ Flamingo ပေါ့နော်ဘေးကတော့ကားလုံးပေါ့နော်ဆိုတော့ကားချင်းဝေရောင်းတဲ့ company ပဲဟိုဘက်ကလည်း insurance company ဆိုတော့ဒါကတော့ဒီကားပြပွဲကြီးမှာဒါ one stop service ပုံစံရတယ်ဆိုတဲ့ပုံစံပဲဖြစ်ပါတယ် okay ကဲခုလောလောဆယ်ဒီစုံမခွဲလိုက်တဲ့အချိန်မှာစီနည်းနည်းလေးဈေးတက်ပြီးတော့ရှားသွားတဲ့အချိန်မှာတော့ကားဈေးတွေကတော့ EV တွေတော့သိတဲ့အတိုင်းပဲတော်တော်တက်သွားပါတယ်ဒီ company တွေကိုယ်တိုင်ကလည်းဘယ်လိုအခုတကယ်လက်ရှိဈေးကိုသူတို့မပြောဘူးကားလည်းပြောရင်လည်းမရသေးဘူးပေါ့နော်ဆိုတော့အရင်ရောင်းခဲ့တဲ့ဈေးတွေတော့သူတို့ပြောတယ်အရင်ရောင်းတဲ့ဈေးတွေကလည်းတက်ထားတဲ့ဈေးတွေတော့မဟုတ်ဘူးဆိုတော့အပြင်မှာတော့သိတဲ့အတိုင်းပဲတော်တော်တက်သွားပြီဆိုတော့စီကားတွေကဘယ်လိုလဲဆိုတော့စီကားတွေကတော့ပုံမှန်ပဲပေါ့နော်ဒေါ်လာဈေးကတော့အခုနည်းနည်းလေးတက်နေလို့ပြောလို့ရတယ်ဒါပေမဲ့စီကားတွေကအခုပုံမှန်ပဲဒါပေမဲ့ကားမရတာတော့မရတာပဲဆိုတော့သိတော့မထူးထုံးစံတိုင်းပဲ Fangong 600ရှိတယ်ဒါတော့2026ဟိုဘက်တော့2025ဆိုတော့အပြင်ကကြည့်ရင်တော့ရုပ်ကတော့ဒီရုပ်ပဲပေါ့နော်ဆိုတော့ဈေးနှုန်းကလည်းကျွန်တော်ဟိုဗီဒီယိုတွေကအတိုင်းပါပဲ1600 plus ပေါ့နော်9လပိုင်းလောက်တော့ကားရမယ်တော့ပြောတယ်9လပိုင်းအကုန်ဒီကားရဲ့ဗီဒီယိုသေးစိတ်တွေလည်းကျွန်တော်တင်တာရှိပါတယ်ဟိုကားလည်းရှိတယ်ပေါ့နော်ဗီဒီယိုသေးစိတ်တွေတော့ရှိတယ်ကဲခုရောက်နေနေရတော့ cherry ပြာကန်းကိုရောက်နေဖြစ်ပါတယ်ဆိုတော့ပြာကန်းမှာတော့ဒါခုမှ launch လုပ်ထားတာ Tigo 8လို့ခေါ်တယ်ဆိုတော့ခုံသုံးနှမ်းfull size SUV လို့တော့ပြောလို့ရတယ်ပေါ့နော်ခုံသုံးနှမ်းဆိုတော့ 2.0 turbo နဲ့လူ9ယောက်စီ7 speed dual clutch transmission dual clutch gearbox ပေါ့နော်ဆိုတော့အခုကျွန်တော်ကြည့်တာတော့အတွင်းငန်းကဘယ်လိုပြောမလဲသူပြိုင်ဘက်တွေထက်ဆိုင်တော့နည်းနည်းလေး luxury ပိုဖြစ်တယ်အတွင်းငန်း design တွေကတော့အခုနောက်ပိုင်းကားတွေကသဖြည်းဖြည်းနဲ့ EV ဘက်ပုံစံတော့ရောက်တယ်ပေါ့နော်အလယ်မှာ screen 4000ရှိတယ်ဒီဘက်မှာလည်းဒိုင်ခွဲ Sierra နောက်မှာ4000ရှိတယ် EV ပုံစံတော့ပေါက်တယ်ကုမ္ပဏီချင်းတကယ်ကုမ္ပဏီချင်းတူချက်တော်တို့ဆိုလည်းအဲ့အတွင်းငန်းတွေလည်းအဲ့ design ပဲဆိုတော့အကုန်လုံးတော့အဲ့ design ပဲသူတို့ကတိတ်ကွာမနေဘူးဒီကောင်ဈေးက2000ပေါ့ဗျာ2000 plus ပေါ့ဒါပေမဲ့ကားတော့8လပိုင်းလောက်လားဆိုလားပဲမသိဘူးကုံဝိုင်းလို့တော့ပြောတယ်ပေါ့နော်အခုစင်းပေးမယ်ဆိုရင်တော့ပေးလို့ရတယ်ကားကရရင်တော့အဲ့လို8လပိုင်းလောက်မှရမှာပေါ့နော်အဲ့လိုမျိုး26 Jet Tour Dyson လည်းဖြစ်ပါတယ်ဆိုတော့ဒီကောင်က1890 plus ပေါ့နော်ဆိုတော့ကားရပြီလားဟိုကျွန်တော်မေးတော့အဲ့လိုတော့မရသေးဘူးဘယ်တော့ရမလဲဆိုတော့မကျင်းသေးဘူးထုံးစံတိုင်းပဲအခုဒီပွဲမှာတော်တော်များများအကုန်လုံးနှီးပါပဲအဲ့ဒီဖြေပဲထွက်တယ်ဆိုတော့ဒီကောင်ကတော့သူက 1.6 turbo ပဲသူအရှိပြပွဲတော့ဒီကအနီအောင်ရှိတယ်ကျွန်တော်အနီအောင်ပြလိုက်တော့သူအနီအောင်မိုက်တယ်ပေါ့အဲ့ဒီအနီအောင်ကလေ Mazda CX-5 အနီအောင်လိုပဲတော်တော်မိုက်တယ်ဒါပေမဲ့အခုကအဖြူအောင်ပဲရှိမယ်တဲ့ဆိုတော့အဲ့လိုအနီအောင်များတော့ဆိုဝင်တာမတွေ့ဘူးပေါ့နော်အဖြူအောင်တွေပဲတွေ့တယ်ဆိုတော့ကျွန်တော်အဲ့ဒါတော့သိဟိုမဖြစ်ဘူးပေါ့နော်ကျွန်တော်ဒီကောင်အနီအောင်ပူချက်တယ်ကျွန်တော်အမှန်တမ်းပဲနောက်မှာ T2 ရှိတယ် T2 က2950 plus ပေါ့နော်အဲ့ T2 ကတော့ပြောရရင်တော့ဟိုကျွန်တော်ကသိမကြိုက်ပါဘူးကျွန်တော်က T2 တဲ့ဆိုင် T1 ကြိုက်တယ်ပြီးတော့ဒီ Dyson ကိုကြိုက်တယ်ဟိုဘက်မှာရှိတယ် T2 တစ်ချက်လောက်ကြည့်လိုက်ဆိုတော့အဲ့ T2 ကလည်းဘယ်တော့ရမလဲသူလည်းမသိသေးဘူးပေါ့နော်ဆိုတော့2950အရင်ဈေးတက်ဆိုင်တော့များပါတယ်ကျွန်တော်ဒီဟာကိုတော့ပိုကြိုက်ပါတယ်ဆိုတော့အနီအောင်လေးရရင်တော့ပိုကောင်းမယ်လို့ထင်ပါတယ်အဟုံးချီရဲ့ပြာကန်းမှာရောက်နေဖြစ်ပါတယ်ဆိုတော့ကားတော့2မျိုးရှိတယ် EX7 EHS7 ဆိုပြီးတော့Sedan နဲ့ SUV ပေါ့နော်ဆိုတော့ဒီကောင်နဲ့စိတ်ဝင်စားဖို့ကောင်းပါတယ်ဒါမြန်မာနိုင်ငံကိုအခုဝင်လာတဲ့ EV အသစ်တွေရပဲဖြစ်ပါတယ်အခုရက်ပိုင်းမှာဝင်လာတဲ့ကောင်တွေပေါ့နော်ဆိုတော့အခုဒီစုံမကားခွဲပြီးရဲ့နောက်ပိုင်းမှာဈေးတွေကဘယ်လောက်ဖြစ်မလဲတော့မသိဘူးအခုသူတို့မေးကြည့်ရတော့ဈေးမသိဘူးလို့တော့ပြောတယ်ဒါပေမဲ့သူတို့ရောင်းခဲ့တဲ့ဈေးတွေကိုတော့ကျွန်တော်မေးကြည့်ရတော့ဒါအဲ့ပြဿနာမဖြစ်ခင်ရောင်းခဲ့ရဒီကောင်2300ကျော်ကောင်2900ကျော်နဲ့ရောင်းခဲ့တယ်လို့ပြောပါတယ်ဆိုတော့အခုချိန်မှာတော့ကျွန်တော်ထင်တယ်3000တော့ကျော်နေလောက်ပြီကားတွေကအခုတော်တော်စိတ်ဝင်စားဖို့အရာကောင်းဆုံးအရာတွေထဲမှာမြန်မာနိုင်ငံစိတ်ဝင်စားကောင်းတဲ့သူကကားလည်းပါပါတယ်ကဲတော့စိတ်ဝင်စားကောင်းပါလေအဲ့တော့ပွဲကိုလာကြည့်ကြပါလို့ဖိတ်ခေါ်ပါတယ်